Hello guys ဒီနေ့ကတော့ကျွန်တော်တို့ကျောင်းကနေ explore လုပ်ဖို့အတွက် Queen Circuit Convention Center ကိုသွားခဲ့တော့က blog လေးပဲဖြစ်ပါတယ် BTS နဲ့သွားမယ်ဆိုလို့ရှိရင် Queen Circuit Station မှာဆင်းရမှာဖြစ်ပြီးတော့အပေါ်တက်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးမုတ်ဆိုင်လေးနဲ့ဂါချာဆက်အများကြီးကိုလည်းတွေ့ရမှာဖြစ်ပါတယ်Convention Center က station နဲ့တခါတည်းချိန်ထားတာမို့လို့သွားလာရေးအတွက်လည်းအဆင်ပြေပါတယ်ဒီနေ့ပွဲလေးမှာကျွန်တော်တို့ကျောင်းကလည်းပါတနာရှင်နေနဲ့ပါဝင်ထားတာလေးပါဒီပွဲလေးကိုကလေးလေးတွေကလည်းလာပြီး explore လုပ်ကြတာပေါ့နော်ဒီနောက်မှာတွေ့ရမှာကတော့ကျွန်တော်တို့ကျောင်းကအဖွဲပါဒါကတော့ကျွန်တော်တို့ပထမအဆုံး explore လုပ်မယ့်နေရာပါบนเชิงเขานี่คือภัยที่เกิดขึ้นในพริบตาเพราะเมื่อดินถล่มลงมาไม่หนีการเตรียมพร้อมและเรียนรู้วิธีเอาตัวรอดอาคารให้เร็วที่สุดหลบใต้สิ่งกำบังที่แข็งแรงหลบใต้สิ่งกำบังที่แข็งแรงในบริเวณที่ใกล้กับมุมห้องเพื่อป้องกันสิ่งအခုကတော့ Food Festival ကိုမသွားခင်တကယ်ချင်းနေနဲ့တပုံလေးရိုက်ကြည့်ခဲ့တာပါ Food Festival မှာဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့နာမည်ကြီး chef တွေရဲ့လက်ရာတွေကိုတနေရာတိုင်းမှာစားနိုင်မယ်အပြင်နိုင်ငံအသီးသီးရဲ့အစားအသောက်မျိုးစုံကိုလည်းတနေရာတိုင်းမှာစားသောက်နိုင်မှာပဲဖြစ်ပါတယ်